ဒါကတော့ကျမတို့ကဂျဂနာကြီးစနားနေရတရာကိုသွားနေခြင်းပဲဖြစ်ပါတယ်။မန်းလေးကိုသွားနေတာပါ။စနားနေရတရာဟာဝေရှနိုရီအတွက်နှစ်စဉ်ကျင်းပတဲ့အလွန်အရေးကြီးတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။ဖျားကိုရေချိုးပြီးတာပါ။ဘာလို့ဖျားကိုရေချိုးပြီးတာလဲ။ဒီနေ့မှာဂျဂနာဘလဒေးဖ်နဲ့စူဘဒရာတို့ကိုတန်ရှင်းမြတ်တဲ့ရေ108အိုးနဲ့အများပြည်သူရှိမှအခမ်းအနားကြရေချိုးပြီးပါတယ်။ဒီရေချိုးပွဲဟာစနားပူရနီမှာလာပြင်းနေ့မှာကျင်းပတာဖြစ်ပြီးဖျားရှင်ရဲ့အများပြည်သူဒရရှန်ရတဲ့အထူးအခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ရေချိုးပြီးပါဖြစ်လေ။ရိုးရာအယူအဆအရရေမများချိုးပြီးနောက်ဂျဂနာကြီးဟာဖျားနာတယ်လို့သဘောထားကြပါတယ်။ဒါကြောင့်ဖျားရှင်ကိုအနာယူကစေကုသတဲ့ကာလအများအပြည့်15ရက်ခန့်ထားပါတယ်။ဒီကာလအတွင်းမှာအများပြည်သူဒရရှန်မရပါဘူး။အဲ့နောက်မှာဒီကာလပြီးသွားတဲ့အခါမှာ Nava Yovana Darshan အသစ်ပြန်လဲနုပြိုလန်းဆန်းတဲ့အစင်းနဲ့ Darshan ကိုပြီးပြီးတော့မှအဲ့နောက်မှာရက်ယာတရာကိုစတင်ကျင်းပတယ်။ ISKCON အမြင်အရဒီလီလာတွေကဖျားရှင်ဟာမိမိရဲ့ချစ်မြတ်နိုးသူတွေနဲ့ရင်းနှီးတဲ့ဆက်ဆက်ရေးကိုပြသတဲ့နားလေရလွယ်တဲ့ nerd လီလာအဖြစ်ရှုမြင်ကြပါတယ်။ဂျဂနာကြီးကပိန်းနေသီးလဲအရန်ကြိုက်တယ်ဒါကြောင့်မလို့ကျမတို့ပိန်းနေသီးဝယ်နေခြင်းပဲဖြစ်ပါတယ်။ဒီလိုနဲ့ကျမတို့ရာသာကိုပင်ကြီး Temple ISKCON Temple ကိုရောက်ရှိခဲ့ပါပြီ။ဘဂဝမ်ကတော့မြင်တဲ့အတိုင်းပဲအရန်သက်ပေးပါတယ်။ဒီမှာဂျဂနာဘလဒေးစူဘဒရာမယာလည်းရှိပါတယ်။အခုတော့စနားနေရတရာစပါပြီ။ဘဂဝမ်ကိုရေချိုးပေးနေပါပြီခုတော့ရေချိုးပြီးတော့မှပန်းတင်နေခြင်းဖြစ်ပါတယ်။အဲ့နောက်မှာနေ့လေအာတီကျင်းပပါတယ်။အာတီလုပ်ပြီးနောက်မှာကျမတို့နေ့လေစာပရက်စာသမ်စပြီးတော့မှကျမတို့တောင်ယူတန်းမှာရှိတဲ့ဂျဂနာကြီးရှိကိုသွားခဲ့တယ်။ဟာရီဘိုဒီဂျဂနာကြီးကအရန်တက်ပဲပြီးတော့မှဂနေရှ်ကြီးရဲ့ root ကိုဒရရှန်ပေးထားခြင်းပဲဖြစ်ပါတယ်။အရန်ကိုတက်ပဲတယ်။အခုချိန်ထိမျက်စီတွေကနေကိုမထွက်နေဘူး။ကျမတို့ပြင်ဦးလွင်သူတွေကမန်းလေးရောက်သွားရင်ဘလို့ရုပ်ဖြစ်သွားလဲဆိုတာကိုတစ်ချက်ရှုလိုက်ပါအောင်။အဲ့နောက်မှာဂျဂနာကြီးရဲ့ပရက်စာတီယူပြီးတော့မှအခုတော့အိမ်ပြန်နေပါပြီအရန်ပြောစရာကောင်းတဲ့နေ့လေးဖြစ်ခဲ့ပါတယ်အင်းလေးတင်တန်းလေးကိုနောက်လာတဲ့ဖွင့်ပါမယ်အခုကလေးကစရင်လက်ခံ